ထိုင်းမှာနေတာ73နှစ်ကျော်ခဲ့ပြီးပထမဦးဆုံးအကြိမ်ထိုင်းဘတ်ငွေ2ဘတ်တန်တွေကဖျားကိုမနေ့ကနှစ်စန်း1ရက်နေ့မှာတွားရောက်ဖူးမြော်ခဲ့ပါတယ်ကိုရဲတို့မိသားစုလိုက်ဆိုင်ကယ်နဲ့ပဲတွားခဲ့ပါတယ်ကိုရဲတို့နေတာတော့စူကူဝိမှာစူကူဝိကနေပြီးတော့ဒီနေရာကိုဆိုရင်မိနစ်20ကျော်လောက်မောင်းရပါတယ်မြန်မာဝစ်စုံကိုတော့ကိုရဲတို့ဖျားရောက်မှလဲပြီးတော့ဖျားပေါ်ကိုတက်ခဲ့ပါတယ်ဒီဇေဒီရဲ့အမည်ကတော့အင်္ဂလိပ်လို့ဆိုရင် The Golden Monk လို့ခေါ်ပြီးတော့ဒီထိုင်းလို့ဆိုရင်တော့ Wat Sakit ဖျားလို့ခေါ်ပါတယ်2ဘတ်တန်အကျွေစီထဲမှာပါတယ်ဖျားပေါ့နော်မြန်မာလို့ဆိုရင်တော့ရွှေတောင်ဖျားလို့ခေါ်ရမလားပေါ့နော်ထားလိုက်ပါတော့ရာသီဥတုပူတော့ဖျားရဲ့အဝင်ဝမှာဆိုရင်တော့ဒီလေအေးအေးလေးတွေရအောင်အခုလိုမျိုးရေပန်းလေးတွေနဲ့လှုပ်ထားပါတယ်အငွေ့လေးတွေထွက်နေတယ်ဆိုတော့အရန်အောင်မှကြည့်ကောင်းတယ်ပေါ့နော်အပေါ်တက်တဲ့ခါကျရင်တော့မောလားဆိုတော့နည်းနည်းတော့မောတယ်ဒါပေမဲ့အပေါ်ရောက်သွားတဲ့ခါရှုခင်းကအရန်ကိုမှလှပါတယ်အခုမြင်နေရတဲ့အတိုင်းပဲပေါ့နော်အပြင်မှာကဒီထက်ပိုလှပါတယ်ခင်ဗျထိုင်းမှာနေတာ73နှစ်ကျော်အခုဆို14နှစ်ထဲဝင်ပြီပေါ့နော်ဒါပထမဦးဆုံးအကြိမ်ဖူးမြော်ခွင့်ရခဲ့တာပါဆိုတော့အရန်လေးဝမ်းသာပီတိဖြစ်ရပါတယ်နောက်ထပ်အရန်ကန်ကောင်းတာတစ်ခုကကိုရဲတို့သွားတဲ့နေ့မှာပဲဖျားရဲ့ဒီရွှေသင်္ကန်းကိုကတ်လှူတဲ့ပူဇော်ပွဲနဲ့လဲသွားကြုံနေပြီးတော့ဖျားအတွင်းမှာရှိတဲ့ဒီဖျားရဲ့ဓာတ်တော်တွေကိုလည်းအပြင်ကိုထုတ်ပြီးတော့သူတို့ပူဇော်နေတဲ့အချိန်နဲ့သွားရောက်ကြုံတွေ့တာဆိုတော့ကိုရဲတို့လည်းအထက်ကဖျားရဲ့ဓာတ်တော်တွေကိုဖူးမြော်ခွင့်ပါရခဲ့ပါတယ်ခင်ဗျမြန်မာနှစ်စန်း1ရက်နေ့လေးမှာမြန်မာပြည်အတွက်ဆုတောင်းကတော့အခုကြားရောက်နေတဲ့ဒုက္ခဘေးရန်ဘေးအပေါင်းမှာအမြန်ဆုံးကျော်လွှားနိုင်ပြီးတော့အေးချမ်းတဲ့နေ့တစ်လေးကိုရောက်ပါစေလို့ဆုတောင်းလိုက်ပါတယ်ခင်ဗျာ